Hey guys, welcome back. Aku masuro lila men zgalong liya ro na chan kwe ni bo. Ho ba la ni la asain la, aphu la ame la, da mho I don't know, anything it could be, okay? Na chan kwe ni da ko blu call le ata ko polarized. Polarized က adjective ဖြစ်တယ်နှစ်ချမ်းကွဲနေတော့ပေါ့နော် verb အနေနဲ့ဆိုလို့ရှိရင် polarize noun အနေနဲ့သုံးမယ်ဆိုလို့ရှိရင် polarization အဓိပ္ပာယ်က separated or divided into two okay အဲ့တော့မစုတို့ let's have a look at some examples people are polarized these days ဒီနေ့ခေတ်မှာဆိုလို့ရှိရင်လူတွေကနှစ်ချမ်းကွဲနေကြတယ်ဘာအချမ်းနေမှမသိဘူး like I don't know dictatorship ကိုကြိုက်တဲ့သူနဲ့ဒီ democracy ကိုကြိုက်တဲ့သူနဲ့ဒါမှမဟုတ် K-pop ကြိုက်တဲ့သူနဲ့ I don't know country ကြိုက်တဲ့သူပေါ့နော် I don't know there can be a lot of stuff that can be polarized okay ဒီနေ့ခေတ်မှာဆိုလူတွေကအမြဲနှစ်ချမ်းမဟုတ်ပါဘူး3 4 5ချမ်းနေလဲ꿰တာလည်းရှိမယ်ပေါ့နော်အဲ့ဒါကို polarized လို့ခေါ်တယ် okay နောက်တစ်ခုကကြတော့ polarization can backfire ဆိုတာကြတော့ကိုမျှော်လင့်တဲ့result မဟုတ်ဘဲနဲ့ပြောင်းပြန်ထွက်တဲ့ result ပေါ့နော်ကိုမျှော်လင့်တာထက်ဆန့်ကျင်ဘက်ဖြစ်လာနိုင်တယ်အဲ့တော့ကျမတို့နှစ်ချမ်းကွဲခြင်းကမကောင်းဘာကြောင့်လဲဆိုတော့ကျမတို့မမျှော်လင့်တဲ့ပြဿနာတွေမမျှော်လင့်တဲ့ရလဒ်တွေကိုပြောင်းပြန်ဖြစ်စေတဲ့ရလဒ်တွေကိုရလာနိုင်တယ်ပေါ့နော်အဲ့တော့ polarization can backfire and the next example says never be polarized we have to be always united so that we will winဘယ်တော့မှနှစ်ချမ်းမကွဲနဲ့တဲ့အမြဲတမ်းပဲ united ဖြစ်ပါတယ်အမြဲတမ်းစီလုံးညီညာအောင်ကြောင်းဖြာပေါ့နော်အဲ့ဒါကြမှာကျမတို့အကုန်လုံးကအောင်နိုင်လိမ့်မယ်ပေါ့နော်အောင်မြင်မှုရရှိလိမ့်မယ်ပေါ့နော် and the next example is the coup in Myanmar has polarized the nation မြန်မာနိုင်ငံကဒီအာဏာသိမ်းမှုပါဆိုလို့ရှိရင်မြန်မာတနိုင်ငံလုံး nation တစ်ခုလုံးကိုနှစ်ချမ်းကွဲသွားစေခဲ့တယ်ပေါ့နော်ဒီစောနာပြောခဲ့သလိုပဲ dictatorship နဲ့ democracy နဲ့ဆိုပြီးတော့သူသဖြင့်အဲ့နှစ်ချမ်းကွဲသွားတယ်ပေါ့နော် polarized ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ polarized yes အဲ့တော့ polarized ဆိုတဲ့စကားလုံးရဲ့အသုံးပြုပုံနဲ့အဓိပ္ပာယ်ကိုသိသွားပြီဆိုတော့မစုရဲ့အခုဒီစာကြောင်း၃ကြောင်းကိုသိချလေးဖတ်ပြီးတော့မှန်တဲ့တကြောင်းကိုအဓိပ္ပာယ်ရှိတဲ့တကြောင်းကိုရွေးပြီးတော့ comment မှာအဖြေရေးပေးသွားနော်အဲ့တော့ the first one says siblings can be polarized because of the bad parenting Husband and wife are polarized in a good marriage. Team members should be polarized in a team. Okay, so thank you very much for watching. I hope you can do this exercise and we will see you again next time. Bye bye.